အားလုံးပဲမင်္ဂလာပါကျွန်တော် Telegram Premium အကြောင်းလေးလာမေးထားတာရှိလို့ကျိုးက Premium ဝယ်လိုက်လို့ရှိရင် subscriber တွေများလာမလားကျိုးကလည်း Premium ဝယ်လို့ရှိရင်ဒီ account ခိုင်လား account မကျတော့ဘူးလားအဲ့လိုမျိုးပေါ့အဲ့လိုထင်ရတယ်အဲ့ဒါတွေကတော့တစ်ခုမှမဟုတ်ပါဘူး Premium ဝယ်လို့ account မကျဘူးဆိုတာလည်းမဟုတ်ဘူး Premium ဝယ်ပြီးတော့ community guideline နဲ့ညီလုပ်မယ်ဆိုရင် account ကတော့ကျမှာနောက်ပြီးတော့ subscriber လည်းတိုးမလာပါဘူး Premium ဆိုတော့ဘာတော့ဝယ်တာလဲဆိုတော့ Premium ထဲမှာ free user တွေသုံးလို့မရတဲ့ feature အသစ်တွေအများကြီးပါတယ်အဲ့ဟာတွေအတွက်ကို Premium ကိုပေးပြီးတော့ဝယ်သုံးရတာပေါ့အဲ့ဒါတွေကတော်တော်များတယ်ဆိုတော့ဒီ video ကလည်းနည်းနည်းရှည်မယ်ဒါကြောင့်မလို့လိုအပ်တော့မှကြည့်ပါနော်အဲ့ဒါဆိုရင်ဒီမှာကျွန်တော်ဒီ Telegram Premium ဆိုတဲ့ထဲကိုဝင်ကြည့်လိုက်မယ်ဝင်ကြည့်လိုက်ရင်ဒီမှာပထမဆုံး story မှာ free user နဲ့ဟိုတယ်မဟုတ်ဘူးအများကြီးပါတယ် free user တွေထက်ဟို premium user တွေက story ရဲ့ရှေ့ဘက်မှာရောက်နေမှာပေါ့နော် story အပေါ်ကအတန်းလေးရဲ့အရှေ့ဘက်မှာရောက်နေမယ်နောက်ပြီးတော့ steam mode မှာကျတော့ကိုကသူ့ရဲ့ story ကိုဝင်ကြည့်ရဲဆိုတာကိုမပေါ်အောင်လို့ steam mode နဲ့ဝင်ကြည့်လို့ရတယ်ခိုးကြည့်လို့ရတယ်ပေါ့ပြီးတော့ higher quality သူများတွေထက် free user တွေထက် quality ပိုကောင်းတဲ့ video တွေဓာတ်ပုံတွေတင်လို့ရမယ်နောက်တစ်ခုကကျွန်တော်တို့ရဲ့ဒီ story တွေexpire ဖြစ်သွားရင်တော့မှအဲ့မှာဝင်ပြီးတော့ကျွန်တော်တို့ရဲ့ဟာတွေကိုဘယ်လိုကြည့်ရလဲဆိုတော့ဝင်ရှာလို့ရတယ်နောက်ပြီးတော့ဒီမှာ duration သတ်မှတ်လို့ရတယ်ကိုယ့်ရဲ့ story ကိုဘယ်နှစ်နာရီလဲ6နာရီလား48နာရီလားအဲ့လောက်ထားမယ်ဆိုပြီးတော့စိတ်ကြိုက်သတ်မှတ်လို့ရတယ်နောက်ပြီး story တွေကို gallery ထဲကိုစိတ်လို့ရမယ်နောက်ပြီး caption တွေအများကြီးထိုးလို့ရမယ်လောင်းက caption ဆိုရင်ကိုယ့်ရဲ့ story မှာ caption တွေအများကြီးထိုးလို့ရမယ်နောက်ပြီးတော့ story ထဲမှာ link တွေ format တွေထည့်ပြီးတော့ caption ထည့်လို့ရမယ်ပေါ့နောက်တစ်ခု cloud storage မှာကျွန်တော်တို့ file တစ် file ကို 4K နှုန်းနဲ့အကန့်အသတ်မရှိပို့လို့ရတယ်နောက် file တစ် file ကိုအများဆုံး 4K ပေါ့အများဆုံး 4K နှုန်းနဲ့လို့ရတယ်အကန့်အသတ်မရှိပို့လို့ရတယ်နောက်တစ်ခါ double limit free user တွေနဲ့ဒီ chat တွေမှာသူက2ဆပို့ပြီးတော့သုံးလို့ရတယ် channel တွေကို join တယ် group တွေ join တယ်ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင် free user တွေက900ရမယ် premium 1000ရမယ်နောက်ပြီးတော့ pin ဒီ chat list တွေကို pin ထားတဲ့နေရာမှာ free user တွေက9ခုပဲ pin လို့ရမယ် premium 10ခု pin လို့ရမယ်ပြီးတော့ဒီမှာ user name link အရင်အနေနဲ့အခု20အထိထားလို့ရမယ်နော် free user 10ခုပဲထားလို့ရမယ် gift တွေကို gift ဆိုတာကျွန်တော် promotion လေးတွေပေါ့ promotion လေးတွေကို save ထားမယ်ဆိုလို့ရှိရင် free user တွေ200ပဲရမယ် premium 400ရမယ်favorite sticker တွေကိုကျွန်တော်တို့ favorite ထဲကိုထည့်ပြီးတော့တင်ထားဖို့အတွက် free user 5ခုပဲရမယ် premium 10ခုရမယ်ကျွန်တော်တို့ bio မှာဒီစာတွေထည့်တဲ့အခါမှာ free user 30ထိပဲရမယ် premium သမားလုံး140ထိရမယ်အဲ့လိုပဲကျွန်တော်တို့ video တွေ photo တွေမှာ description တွေရေးတဲ့အခါမှာ free user 1024လုံးအထိပဲရမယ်နော် premium သမားကျတော့စာရှည်ရေးလို့ရတယ်ပေါ့လေ4096ရေးလို့ရတယ် folder တွေကိုကျွန်တော်တို့အခု30ထိနော် premium သမားအခု30ထိခွဲထုတ်လို့ရတယ် free user သမား10ခုပဲရမယ်ချက်ပါ folder တွေကတော့ folder တစ်ခုစီမှာ chat list တွေအခု200ထိထည့်လို့ရတယ် free user ပဲရမယ် premium 200ရမယ်ခုနောက်တစ်ခေါက်ကျွန်တော်တို့ဒီ application မှာTelegram software တစ်ခုမှာ free user ဆိုရင် account 3ခုထိ link ချိတ်ထားလို့ရတယ် premium ဆိုရင်4ခုထိရမယ်similar channel ကျွန်တော် channel တစ်ခုကိုဝင်ကြည့်တဲ့အခါမှာဒီ channel နဲ့ပုံစံတူတဲ့ channel တွေကို suggest ပြပေးတယ်နော်အဲ့လိုမျိုး similar channel suggest ပြတဲ့နေရာမှာ premium user အခုတည်းအထိလိုက်ရှာကြည့်လို့ရတယ် free user 10ခုပဲပြမယ်နောက်ပြီး Telegram business ဒီ Telegram business မှာ Telegram business အနေနဲ့သုံးတဲ့လူတွေအတွက်
ဒါ feature တွေအများကြီးပဲပါတယ်ဒါကိုကျွန်တော်သက်သက်ဗီဒီယိုတစ်ခုဒီတစ်ခုလည်းနဲ့အဆင်မပြေဘူးဒါကိုသက်သက်ဗီဒီယိုတစ်ခုလုပ်ပြမယ်ဒီ Telegram business ကသက်သက်ဝယ်စရာမလိုဒီဟိုလေးကို premium ကို subscribe လုပ်လိုက်ပြီဆိုတော့ Telegram business ကရမယ်နောက်ပြီး လက်စင်တိုင်းကျွန်တော်တို့ဒါကိုပိတ်ထားလို့ရတယ်ကျွန်တော်တို့ဘယ်အချိန်မှာ live ပေါ်မှာရှိသွားခဲ့တယ်ဆိုတော့ကျွန်တော်တို့ပိတ်ထားလို့ရတယ်ဒါကျွန်တော်တို့ပိတ်ထားရင်တော့မှသူများစီကိုဝင်ကြည့်လို့ရှိရင်သူတို့ဘယ်အချိန်မှာ live ပေါ်ရှိခဲ့တယ်ဆိုတော့ကျွန်တော်တို့ကြည့်လို့ရတယ်ပုံမှန်ဆိုလို့ရှိရင်ကျွန်တော် Facebook တွေပိုင်းမှာဆိုရင်ကျွန်တော်တို့ active status ကိုကိုကပိတ်ထားရင်သူများကိုလည်းမမြင်အောင်ဒီကောင်မှာကျတော့ကိုပိတ်ထားရင်တော့မှသူများကိုကြည့်လို့ရတော့နောက်ပြီးတော့ voice to text conversation ဒီကောင်မှာကျတော့ကိုတယောက်ကအတန်ဖိုင်ပို့လိုက်တယ်အဲ့ဒီအတန်ဖိုင်ကိုကိုကလုံးလုံးဖွင့်ထားထောင်ဖို့အဆင်မပြေတဲ့နေရာမှာဆိုလို့ရှိရင်အဲ့ဒီကောင်ကို text အနေနဲ့ပြောင်းပြီးတော့စာအနေနဲ့ပြောင်းပြီးတော့ဖတ်လို့ရတယ်faster download speed ဒါကတော့ download speed ကပိုပြီးမြန်တယ်ပေါ့ free user ထက် premium မှာပိုမြန်တယ် real time translation ကျွန်တော်တို့သူများတွေရဲ့ channel တွေကိုဝင်ဖတ်တဲ့အခါမှာဥပမာနိုင်ငံ channel တွေဝင်ဖတ်တဲ့အခါမှာသူတို့တခြားဘာသာနဲ့ရေးထားလို့ရှိရင်ကျွန်တော်တို့နားလည်တဲ့ဘာသာနဲ့ translate လုပ်ပြီးတော့ဖတ်လို့ရမယ် animated emoji ဒီကောင်ကတော့ဒါ channel admin တွေကြိုက်ဆုံးပေါ့ဒီမှာanimated emoji လေးတွေအများကြီးအခန်းစက်မရှိသုံးလို့ရတယ်အများကြီးထည့်ထားလို့ရတယ်မှာ status ကိုယ့်ရဲ့နာမည်လောက်မှာ status လေးတွေကိုလည်း emoji နဲ့ထည့်ရမယ် text and send message ကျွန်တော်တို့ send message ဆိုတာကျွန်တော်တို့အကုန်လုံးမှာပါတယ်ရေးကြီးမှတ်ချင်တဲ့ဟာကိုလုံးမှတ်တယ်လို့မျိုးအဲ့ send message ထဲမှာကိုတော့ထည့်ထားလို့ရတယ်အဲ့လိုမျိုးထည့်တာများလာတဲ့ခါကျလို့ရှိရင်ပြန်ရှာရတာလွယ်အောင်လို့အဲ့ဒီကိုထည့်ပြီးတော့မှတ်ထားတဲ့ message တွေကိုအကုန်လုံး tag ကလေးတွေလုပ်ထားလို့ရတယ်ဒါဆိုရင်နောက်တစ်ခါပြန်ရှာလို့ရတယ် name and profile color ဒါကကိုယ့်ရဲ့ profile ကိုတည့်တဲ့ color ချိန်လို့ရတယ်နောက်ပြီးတော့ကျွန်တော်တို့ပို့လိုက်တဲ့ဒီ message အရှိကိုလည်း color လေးတွေနဲ့ကိုယ်စီစဉ်ပြောင်းလို့ရမယ် wallpaper for full site ကျွန်တော်တို့ရဲ့ personal chat တွေမှာ wallpaper ထားလို့ရတယ်ကိုယ်စိတ်ကြိုက် wallpaper ချိန်ပြီးတော့ထားလို့ရတယ်profile budget ဆိုတာကျွန်တော်တို့ premium user ဖြစ်ကြောင်းကိုပြထားတဲ့ဟာလေးကိုကျွန်တော်တို့နဲ့အတူတူချက်တဲ့လူတွေကမြင်ရမယ် message privacy ဒီကြတော့ကျွန်တော်တို့ဘာနဲ့တူလဲဆိုတော့ဖုန်းတွေက block mode နဲ့တူတယ်ကျွန်တော်တို့ရဲ့ contact ထဲမှာမရှိတဲ့လူတွေကိုယ့်စီကို message မပို့စီချင်ဘူးဆိုရင်အဲ့ဒီကောင်ကို setting ထဲမှာပိတ်ထားလို့ရတယ်ကိုယ့်ရဲ့ contact ထဲမှာရှိတဲ့လူ message လာပို့လို့ရှိရင်ပို့လို့မရတော့ဘူး advanced chat management ဒီကောင်ကျတော့ဒီ chat တွေကို chat list တွေဒီ folder တွေကိုစိတ်ကြိုက်ရွှေ့လို့ရတယ်ပြောင်းလို့ရတယ်ဒီလိုရတဲ့ဥစ္စာကို auto hide ထားအောင်လို့ဒီ archive ထဲမှာ auto ထည့်အောင်လည်းလုပ်လို့ရတယ်ဒါ no ADS ဒီ channel တွေ monetization ရထားတဲ့ channel တွေဝင်လို့ရှိရင်ဝင်ချင်းမှာအောက်မှာသူကဒီ AD လေးကြော်ညာလေးတွေပြတယ်အဲ့ဒီကြော်ညာတွေမပေါ်အောင်လို့နောက် premium app icon ဒီကျွန်တော်တို့ဖုန်းရဲ့မျက်နှာပြင်မှာရှိတဲ့ icon လေးကို premium ကြိုက်တဲ့ပုံလေးသူကဒီထဲမှာသူပေးထားတဲ့ထဲကပုံလေးတွေပြောင်းတာ final reaction ဒါ reaction တွေကျွန်တော်တို့ပုံမှန်ဆိုလို့ရှိရင်အပေါ်မှာ reaction လေးနည်းနည်းပဲပါတယ်အဲ့ထဲကနေပြီးတော့ပဲကျွန်တော်တို့ ပေးရ premium user ကျတော့ကြိုက်တဲ့ reaction ကိုပေးလို့ရတယ် animated profile picture profile picture ကိုဗီဒီယိုနဲ့ animate အရှင်ထည့်ထားလို့ရတယ် premium sticker တွေကသူကအမြဲတမ်းသူကအသစ်တွေထွက်တယ်အဲ့ဒီ sticker တွေကိုလည်းကျွန်တော်တို့အမြဲတမ်းအသစ်တွေသုံးလို့ရမယ်ပြီးတော့ message effect မှာကျတော့ message ပို့ခံကြရလို့ရှိရင်အဲ့ဒီပို့တဲ့ button လေးကိုဖိထားလိုက်လို့ရှိရင်အဲ့ဒီမှာအဲ့ဒီ emoji ပုံလေးရှိတယ်အဲ့ဒါလေးနှိပ်ကြည့်လိုက်လို့ရှိရင်ဒီလိုမျိုး effect လေးတွေဝင်အဲ့ဒါလေးနဲ့ပို့လို့ရအလှပေါ့ဒါက premium မှာပါတဲ့ feature တွေပေါ့ဒီထဲမှာကျွန်တော်ထည့်ပြောမသွားတာဆိုလို့ရှိရင် Telegram business ရှိတယ် Telegram business ထဲမှာလည်းလုပ်လို့ရတာအများကြီးရှိတယ်ဒါတွေကတစ်ခုချင်းစီဗီဒီယိုလုပ်ပေးမှအဆင်ပြေမှာမလို့နော်အားလုံးအဆင်ပြေတယ်လို့ပြောနေပါတယ်